ပစ္စည်းတစ်ခုရောင်းရဖို့ဈေးသက်သာဆုံးဖြစ်ဖို့လိုတယ်ဆိုတာလုံးဝအမှားကြီးဆိုတာသိပါသလားလုပ်ငန်းတွေတော်တော်များများကကိုကဈေးသက်သာလို့ရှိရင် customer တွေကလာဝယ်ကြမယ်ဈေးသက်သာဆုံးဖြစ်ဖို့လိုတယ်ဆိုပြီးတော့တွေးပြီးတော့ဒီအချင်းချင်းလဲဈေးနဲ့ပဲရှင်းပြိုင်ကြတယ်ဘယ်သူကအသက်သာဆုံးလဲဆိုတဲ့ဟာမျိုးတွေရှင်းပြိုင်ကြတယ်ပြီးလို့ရှိရင်ဈေးသက်သာဆုံးဖြစ်အောင်ပေါ့နော်တချို့ကဒီအရှုံးခံရောင်းကြတယ်လုံးဝအမျက်နည်းနည်းလေးပဲကျန်တော့အောင်ရောင်းကြတာမျိုးရှိပါတယ်ဆိုတော့ market ထဲမှာဘယ်လိုမျိုးဖြစ်လာကြလဲဆိုရင်ဈေးနဲ့တယောက်နဲ့တယောက်ရှင်းပြိုင်နေကြရင်လည်းဘယ်သူမှတိတ်ပြီးတော့အမျက်မကျန်တော့တဲ့အထိဖြစ်ကြပါတယ်မတန်တဆဈေးလျှော့ရောင်းတာကကိုယ့်လုပ်ငန်းကိုရောလုပ်ငန်းသူအချင်းချင်းကိုပါဒုက္ခပေးရရောက်တတ်ပါတယ်အမျက်ကိုရေးရေးယူရဲဖို့အရေးကြီးပါတယ်ဈေးလျှော့ပြီးရောင်းတာကပညာရဲ့တစ်ခုမဟုတ်ပါဘူးဈေးတဲ့တစ်ခုကိုတင်ပြီးတော့ရောင်းနိုင်မှသာလျှင်ပညာရဲ့ဖြစ်ပါတယ်ဥပမာ Apple Company ကထုတ်တဲ့ iPhone တွေကိုကြည့်လိုက်ပါ iPhone ရဲ့ထုတ်လုပ်စရိတ်နဲ့တကယ်ရောင်းချနေတဲ့ဟာကိုရှင်းကြည့်လိုက်လို့ရှိရင် iPhone တစ်လုံးရောင်းရလို့ရှိရင်ဒီ Apple Company ကနေအနည်းဆုံး40% 50% လောက်က profit ပြပြီးသားဖြစ်ပါတယ်ဒီလိုမျိုးသူတို့ကဒီလိုဈေးတစ်ခုတစ်ခုကိုတင်ပြီးတော့ရောင်းနိုင်တာဖြစ်ပါတယ်ဆိုတော့iPhone ကိုတော့ဈေးများတယ်တခြားဖုန်းတွေကပို့ပြီးတော့ဈေးသက်သာတယ်ဆိုတဲ့သူတွေလည်းရှိပါတယ်တကယ်တမ်းလည်းတခြားဖုန်းတွေကဈေးသက်သာမျိုးတွေပြီးလို့ရှိရင်ပေးရတဲ့ဈေးနဲ့ပိုတန်တာမျိုးတွေလည်းရှိပါတယ်ဒါပေမဲ့Apple ကနေဒီလိုလူမျိုးတွေကိုရောင်းချနေရမဟုတ်ဘဲနဲ့ Apple brand ကိုတကယ်သဘောကျတယ်ပြီးလို့ရှိရင် Apple fan တွေဖြစ်လာအောင် marketing အနေနဲ့ဆွဲဆောင်ပြီးတော့သူတို့ကဈေးတန်းတစ်ခုကိုတင်ပြီးတော့ရောင်းချတာဖြစ်ပါတယ်ဒီလိုတင်ပြီးရောင်းချလိုက်တဲ့အခါမှာကိုကဒီ profit ကိုလည်းထိုက်တန်ရရှိတာဖြစ်ပါတယ်တချို့ဈေးကွက်တွေမှာဆိုရင်9% 6% မြတ်ဖို့ကိုမနေ့ရုန်းကန်နေရတဲ့ဈေးကွက်တွေရှိပါတယ်ဒီလိုဈေးကွက်တွေထဲကိုရောက်နေပြီဆိုရင်ကိုကအမျက်ရာခိုင်နှုန်းများများရအောင်ဘယ်လိုလုပ်မလဲဆိုတာကိုစဉ်းစားဖို့လိုအပ်ပါတယ်ခုနကပြောခဲ့တဲ့ Apple ကတော့ကမ္ဘာကျော် brand လည်းဖြစ်တယ်ပြီးတော့သူတို့က marketing budget တွေလည်းအများကြီးသုံးနိုင်တဲ့အတွက်ကြောင့်ဒီလိုလုပ်နိုင်တယ်လို့ထင်ကောင်းထင်ရပါလိမ့်မယ်ဒါပေမဲ့ဒီလို local brand တွေရောတခြားသော brand တွေရောလုပ်လို့ရတဲ့နည်းလမ်းလေးရှိပါတယ်ကိုယ့်ရဲ့ပစ္စည်းကိုယ့်ရဲ့ဝန်ဆောင်မှုကိုဈေးအရင်လျှော့ပြီးတော့ရှင်ပြိုင်စရာမလိုဘဲနဲ့ value added လုပ်ပြီးတော့ရှင်ပြိုင်လို့ရမယ်နည်းလမ်း6ခုကိုပြောပြပေးပါမယ်နံပါတ်1 product ကကြတော့ဘယ်လိုလဲဆိုတော့ကိုယ့်ရဲ့ပစ္စည်းကိုတန်ပါတယ်ဆိုတဲ့ဟာမျိုးဖြစ်အောင်product လက်ဆောင်ထပ်ပေးတာမျိုးဒါမှမဟုတ်လို့ရှင် bundle အနေနဲ့ရောင်းချတာမျိုးပေါ့နော်ပစ္စည်းတစ်ခုချင်းစီဝယ်ရင်တော့ဈေးကတော့ဘယ်လောက်ကျမယ်ဒီလို bundle အနေနဲ့စုပြီးတော့ဝယ်လိုက်လို့ရှင်ဘယ်လောက်တက်တာသွားမလဲဆိုတဲ့ပုံစံမျိုးတွေပေါ့နော်လုပ်လို့ရပါတယ်ဖန်တီးလို့ရပါတယ်ဒါကတော့ pricing strategy နဲ့ကိုယ့်ဘာကိုလုပ်ငန်းနဲ့ကိုချိန်ထိုးပြီးတော့စီစဉ်ရမှာဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ service ပါဝန်ဆောင်မှုဖြစ်ပါတယ်ဝန်ဆောင်မှုကကျတော့ကို customer တွေလိုချင်နေတဲ့ဝန်ဆောင်မှုတစ်ခုကိုvalue added အနေနဲ့ပေးလို့ရတယ်ဥပမာဝယ်ပြီးလို့ရှိရင်ဒီပစ္စည်းကိုမကြိုက်လို့ရှိရင်တစ်ပတ်အတွင်းတစ်လအတွင်း free return on delivery ပေါ့နော်ပြောမယ်ဆိုရင် free delivery နဲ့ပြန်ပြီးတော့လဲပေးရမျိုးတွေပြီးလို့ရှိရင် customer တွေဘာဝန်ဆောင်မှုတွေလိုအပ်လဲဥပမာကိုကပစ္စည်းရောက်ပြီးလို့ရှိရင်2လတစ်ကြိမ်သွားပြီးတော့စစ်ဆေးပေးလို့ရတဲ့ပစ္စည်းတွေဆိုရင်လည်း2လတစ်ကြိမ်စစ်ဆေးပေးတဲ့ပုံစံမျိုးပေါ့နော်တခြားသူတွေမလုပ်သေးတဲ့ customer တွေလည်းတကယ်လိုအပ်နေတဲ့ဝန်ဆောင်မှုတွေပေးပြီးတော့ဒီဝန်ဆောင်မှုဒီပစ္စည်းကပိုတန်ပါတယ်ဆိုပြီးတော့ခန်းစားချက်ကိုပေးလို့ရပါတယ်နံပါတ်3ကတော့ experience ဖြစ်ပါတယ် experience ကဒီကမ္ဘာကျော် brand တွေလည်းလုပ်နေကြတာဖြစ်ပါတယ်ဘာလို့ပုံစံမျိုးလဲဆိုတော့ဒီတခြားသူတွေနဲ့မတူတဲ့ experience တစ်ခုရတယ်ဆိုရင်လည်း customer တွေကဒီဝန်ဆောင်မှုဒီ product တွေကိုတန်တယ်လို့ခန်းစားတာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကိုက unboxing လုပ်တဲ့အချိန်မှာခန်းစားမှုတစ်ခုရအောင်ပေါ့နော်သူများနဲ့မတူတဲ့ unboxing ပုံစံမျိုးလေးစီစဉ်ပေးထားတာမျိုးဒါကတော့ဥပမာအားဖြင့်ပြောတာပေါ့နော်ကိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ customer တွေကိုဘယ်လိုသူများနဲ့မတူတဲ့ experience ပေးမလဲပေါ့နော်ဒီလို experience ပေးတဲ့နေရာမှာဆိုရင်ဘယ်လိုစဉ်းစားရမှာလဲဆိုရင် customer ဘက်ကစဉ်းစားရမှာဖြစ်ပါတယ် customer တွေကရောကိုယ့်စီယာပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုဝယ်လို့ရှိရင်ဘယ်လို experience မျိုးလိုချင်နေမလဲဆိုတာကို customer ဘက်ကစဉ်းစားရမှာဖြစ်ပါတယ်နံပါတ်4အချက်ကတော့ story ဖြစ်ပါတယ်story ကောင်းဖန်တီးနိုင်တယ်ဆိုရင်လည်းကိုယ့်ရဲ့ပစ္စည်းကိုပိုဈေးပိုပေးရပါလိမ့်မယ်ဥပမာအားဖြင့်ဆိုရင်ကိုက coffee ရောင်းချနေတဲ့ brand တစ်ခုပေါ့နော်ဆိုတော့coffee ရောင်းချနေတာတခြား brand တွေကလည်း coffee တွေရောင်းနေတယ် coffee market ဆိုတာလည်းတကယ်ကိုပြိုင်ဆိုင်မှုပြင်ထန်တဲ့ market တစ်ခုဖြစ်တယ်
ဒါပေမဲ့ကိုယ့်ရဲ့ coffee ကိုတောက်သုံးခြင်းအားပေးခြင်းကရှမ်းပြည်နယ်ကတောင်သူတွေကိုဒီ support ပေးရရောက်တယ်ဆိုတဲ့ပုံစံမျိုးကိုဖန်တီးလို့ရပါတယ်ပြီးလို့ရှိရင် marketing မှာဆိုရင်လည်းရှမ်းပြည်နယ်ကတောင်သူတယောက်ချင်းစီရဲ့ story တွေဖန်တီးပြီးတော့ပေါ့နော်ဒီ brand ကနေပြီးတော့အလုပ်ကိုင်ခွင့်လန်းတွေပေးနိုင်တဲ့အတွက်ကြောင့်ဘယ်လိုမျိုးတိုးတက်ပြောင်းလဲလာတယ်ဆိုတဲ့ဟာမျိုးတွေကိုဖန်တီးလို့ရပါတယ်ဒီလို story ကောင်းကောင်းဖန်တီးနိုင်လို့ရှိရင်လည်း customer တွေကကိုယ့် product ကိုဈေးပိုပေးလာကြပါလိမ့်မယ်နံပါတ်5ကတော့ personal ဖြစ်ပါတယ် personal ဖြစ်တယ်ဆိုရင်လည်း customer တွေကဈေးပိုပေးပါတယ်ဥပမာအဖြစ်ဆိုရင် Starbucks မှာဆိုရင်လည်းဒီ coffee ခွက်လေးတွေမှာနာမည်လေးတွေရေးပေးတဲ့ပုံစံမျိုးလေးတွေပါဆိုတော့ကိုယ့်ရဲ့ brand တွေမှာလည်းလုပ်လို့ရပါတယ်ဥပမာကိုကဒီပေါ်ဝါလေးတွေရောင်းတာမျိုးဆိုရင်လည်းဒီပေါ်ဝါမှာနာမည်လေးတွေထိုးပေးတဲ့ပုံစံမျိုးလေးလည်းလုပ်လို့ရပါတယ်။ကိုယ့်တို့ဖန်တီးပေးထားပါတယ်ဆိုရဲခံစားမှုကိုပေးနိုင်ရင်လည်း customer တွေကဈေးပိုပေးလာပါလိမ့်မယ်။နံပါတ်6ကတော့ frictionless ဖြစ်ပါတယ်။ payment တွေပေးချေတဲ့နေရာမှာဝယ်ယူတဲ့ process တွေနေရာမှာလွယ်ကူလျင်မြန်နေဖို့လည်းအရေးကြီးပါတယ်။ဒီလိုမျိုးလွယ်လွယ်ကူကူဝယ်ယူလို့ရလို့ရှိရင်လည်း customer တွေကဝယ်လို့လွယ်တဲ့နေရာကနေဝယ်ယူသွားပါလိမ့်မယ်။ကိုယ့်ရဲ့လုပ်ငန်းမှာရောဒီအချက်6ချက်ကိုအသုံးပြုပြီးတော့ဘယ်လိုလုပ်လို့ရမလဲဆိုတာကိုစဉ်းစားကြည့်နိုင်ပါတယ်။ဒီလိုမျိုးဆိုရင်တော့တခြားသူတွေနဲ့မတူတဲ့ပုံစံမျိုးနဲ့ရှင်ပြိုင်လို့ရလာပါလိမ့်မယ်ဒီလိုမျိုးဆိုရင်ကိုယ့်ရဲ့ profit ကလည်းပိုပြီးတော့တိုးလာပါလိမ့်မယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာအကျိုးရှိပါတယ်လို့မှန်ခဲ့ပေးပါ